ဒီဗီဒီယိုထဲမှာတော့2011ခုနှစ်ကနေယနေ့အထိနာမည်ကြီးနေပြီးအဖြစ်မရသေးတဲ့ဂျိုသားတစ်ယောက်အကြောင်းနဲ့ Area 51နဲ့ကဂျိုသားတစ်ယောက်ရဲ့အင်တာဗျူးအကြောင်းတွေကိုပြပြပေးသွားမှာဖြစ်ပါတယ်။ဒီဂျိုသားနှစ်ယောက်ရဲ့အကြောင်းကိုမပြောခင် UFO တွေဂျိုသားတွေကိုလူတွေစပြီးတတိထားမိခဲ့တဲ့နာမည်ကြီးအကြောင်းအရာနှစ်ခုကိုအရင်ဆုံးပြပြပေးပါမယ်။ပထမဦးဆုံးနာမည်ကြီးအကြောင်းအရာကတော့ Canna Evert Arnold ရဲ့ UFO မြင်ကွင်းတွေဖြစ်ပါတယ်။1945ခုနှစ်ဒုတိယကမ္ဘာစစ်အပြီးမှာတော့ကမ္ဘာမြေပေါ်ကိုအမည်မသိအရာတွေပြန်တန်းလာခဲ့ပါတယ်။အဲ့ဒီအမည်မသိပြန်တန်းလာတဲ့အရာတွေကိုတွေ့ခဲ့ရသူကလည်းများစွာရှိပါတယ်။အမည်မသိပြန်တန်းနေတဲ့အရာတွေကိုပထမဦးဆုံးမြင်ခဲ့ရသူနဲ့အကျော်ကြားဆုံးမြင်ကွင်းဆိုပြီးသတ်မှတ်ခံရတဲ့သူကတော့ Canna Evert Arnold ရဲ့ UFO မြင်ကွင်းတွေဖြစ်ပါတယ်။စီးပွားရေးသမားတစ်ယောက်ဖြစ်တဲ့ Canna Evert Arnold က1948ခုနှစ်ဇွန်လ24ရက်နေ့သူ့ရဲ့ကိုယ်ပိုင်လေယာဉ်ပေါ်မှာရှိနေချိန်ဝါရှင်တန်မှာရှိတဲ့ Mount Rainier ဆိုတဲ့တောင်တန်းတွေအနီးမှာငွေရောင်အပြား9ခုကတညီတညွတ်တဲ့ပြန်တန်းနေတာကိုတွေ့ခဲ့ရပါတယ်။အမည်မသိပြန်တန်းနေတဲ့ငွေရောင်အပြား9ခုကအနည်းဆုံးတနာရီကိုမိုင်1200အမြန်နှုန်းနဲ့ Rainier တောင်တန်းတွေကိုဖြတ်ပြီးပြန်တန်းနေတာကို Canna Evert Arnold ကတွေ့မြင်ခဲ့ရကြောင်းအခိုင်အမာပြောပြထားပါတယ်။ Canna Evert Arnold ရဲ့မြင်ကွင်းတွေကြောင့်ပဲလူတွေက UFO တွေရှိကြောင်းသတိထားလာမိခဲ့ပါတယ်။UFO ဂျိုသားတွေနဲ့ပတ်သက်ပြီးဒုတိယအကျော်ကြားဆုံးအဖြစ်အပျက်ကတော့ New Mexico Roswell မှာပြစ်ကျခဲ့တဲ့ပကံပြားပြန်အကြောင်းအရာပဲဖြစ်ပါတယ်။1949ခုနှစ်ဇူလိုင်လအစောပိုင်းမှာတော့အမည်မသိတဲ့အပျက်အစီးတွေဟာမွေးမြူရေးသမားတစ်ယောက်ဖြစ်တဲ့ Matt Bazel ဆိုတဲ့သူရဲ့မွေးမြူရေး channel မှာပြန့်ကျဲနေခဲ့ပါတယ်။ Matt Bazel ဟာဒီအပျက်အစီးတွေဟာပုံမှန်မဟုတ်မှန်ပြီးတော့ဒီကမ္ဘာမြေကမဟုတ်မှန်သတိထားမိခဲ့ပါတယ်။အပျက်စီးတွေကပါလွာပြီးပေါ်ပါတယ်။နောက်တစ်ခုကအဲ့ဒီအပျက်စီးတွေထဲမှာအာကာသယာဉ်နဲ့ပတ်သက်တဲ့အမှတ်အသားတွေပါဝင်ပြီးလက်နဲ့လုံးထွေးပြီးညှစ်ရင်တော့အပျက်စီးတွေကချက်ချင်းဆိုသလိုပြန်ပြန့်သွားပါတယ်။မတ်ဘာဇဲကအပျက်စီးတချို့ကိုယူပြီး Roswell Army Airfield လို့ခေါ်တဲ့ RAAF ကိုအနှံခဲ့ပါတယ်။နောက်နှစ်မှာတော့ American လေတပ်ကဗိုလ်မှူးကြီးတစ်ယောက်ဖြစ်တဲ့ဗိုလ်မှူးကြီး Jesse Marcel ကအပျက်အစီးတွေကိုစစ်ဆေးဖို့အတွက်မွေးမြူရေး channel ကိုတွားရောက်ခဲ့ပါတယ်။1949ခုနှစ်ဇူလိုင်လ10ရက်နေ့မှာတော့ RAAF American လေတပ်ကပကံများပြည့်အပြည့်အစည်းတွေကိုတွေ့ရှိထားတယ်ဆိုပြီးကြေညာခဲ့ပါတယ်။ဒီကြေညာချက်ဟာနိုင်ငံတကာရဲ့ခေါင်းကြီးပိုင်းတွေအထူးကိုပေါက်ရောက်သွားပြီးနာမည်ကြီးသွားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီသတင်းကို American လေတပ်ကနိုင်ပိုင်းအတွင်းမှာပဲပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။ UFO ပြည့်စည်တွေဆိုပြီးကြေညာပြီးတော့သတင်းကိုနိုင်ပိုင်းအတွင်းမှာပဲပြန်လည်ရုပ်သိမ်းသွားတာကြောင့်ပြည်သူလူထုကြားမှာစိုးရိမ်ပူပန်မှုတွေထွက်ပေါ်လာခဲ့ပါတယ်။နောက်ရက်မှာတော့သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီးအပျက်အစီးတွေဟာပကံများပြန်အဖြစ်အစီးတွေမဟုတ်ပဲမိုးလေဝသပူပေါင်းအပျက်အစီးတွေဖြစ်နေတယ်ဆိုပြီးပြန်လည်ကြေညာခဲ့ပါတယ်။အပျက်အစီးတွေကမိုးလေဝသပူပေါင်းအပျက်အစီးတွေဖြစ်ကြောင်းစစ်တပ်ကတရားဝင်ကြေညာခဲ့တဲ့အတွက် Roswell မှာပြစ်ကျခဲ့တဲ့ပကံများပြန်ကိစ္စကိုလူတကာစိတ်ဝင်စားမှုနည်းပါးလာခဲ့ပါတယ်။အဲ့ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီးတော့လည်း UFO လေ့လာသူတွေပုံမှန်များပြားလာခဲ့ပါတယ်။အခုပြောပြခဲ့တဲ့ Roswell မှာပြစ်ကျခဲ့တဲ့ပကံများပြန်ကိစ္စကလည်းယနေ့အချိန်ထိ UFO နဲ့ပတ်သက်ပြီးနာမည်ကြီးနေတဲ့အကြောင်းအရာတစ်ခုပဲဖြစ်ပါတယ်။1949ခုနှစ်နောက်ပိုင်းမှာတော့ UFO ပကံများပြန်တွေကိုတွေ့ခဲ့ရသူတွေများပြားလာတာကြောင့် American လေတပ်က UFO မြင်ကွင်းတွေကိုစစ်ဆေးဖို့အတွက်1952ခုနှစ်မှာ Project Blue Book ကိုဖွဲ့စည်းခဲ့ပါတယ်။ Project Blue Book လို့လူသိများတဲ့ UFO လေ့လာရေးစီမံကိန်းရုံးချုပ်ကတော့ Ohio ပြည်နယ်မှာရှိတဲ့ Wright-Patterson လေတပ်အခြေစိုက်စခန်းမှာရှိပါတယ်။ Project Blue Book ရဲ့ရည်မှန်းချက်ကတော့အမည်မသိပြန်တန်းနေတဲ့အရာတွေကတကယ်ပဲရှိသလားကိုလေ့လာဖို့ဒီအရာတွေဟာနိုင်ငံတော်လုံခြုံရေးကိုအန္တရာယ်ပြုနိုင်ခြင်းရှိမရှိကိုဆုံးဖြတ်ဖို့နဲ့ UFO ဆိုင်ရာအချက်အလက်တွေကိုသိပ္ပံနည်းကျခွဲခြားစိတ်ဖြာဖို့နဲ့ပြည်သူတွေမစိုးရိမ်ရဖို့ကိုဆုံးဖြတ်ဖို့ဖွဲ့စည်းခဲ့တဲ့အစီအစဉ်တစ်ခုပဲဖြစ်ပါတယ်။1952ခုနှစ် UFO လေ့လာတဲ့ Project Blue Book လို့လူသိများတဲ့ဒီအစီအစဉ်ကတော့အရင်တည်းကရှိပြီးသားပါ။ UFO လေ့လာတဲ့ Project Blue Book အစီအစဉ်ကတော့1952ခုနှစ်မတ်လမှာစတင်ခဲ့ပြီး1969ခုနှစ်ဒီဇင်ဘာလမှာဖျက်သိမ်းခဲ့ပါတယ်။အဲ့ဒီနှစ်အတွင်းမှာ UFO တွေ့ရှိသူပေါင်း12,000ကျော်ကိုလည်း Project Blue Book ကစာရင်းပြုစုနိုင်ခဲ့ပါတယ်။
UFO မြင်ကွင်း12,000ကျော်ကို Project Blue Book ကစာရင်းပြုစုနိုင်ခဲ့ပြီးတော့အဲ့ဒီ12,000ကျော်တဲ့ကတချို့အဖြစ်အပျက်တွေကိုတော့90%အထိခွဲခြမ်းစိတ်ပြနိုင်ခဲ့ပါတယ်။အဲ့ဒီအမြင်တွေကတော့နဂတ်ပေဒဆိုင်ရာရွေ့လျားမှုတွေလေထုကြောင့်ဖြစ်ပေါ်လာတဲ့လှုပ်ရှားမှုတွေအတုအယောင်တွေဖြစ်နိုင်ကြောင်းခွဲခြမ်းစိတ်ပြနိုင်ခဲ့ပါတယ်။ဒါပေမဲ့ UFO မြင်ကွင်း900ကိုတော့မခွဲခြားနိုင်သေးပဲအမည်မသိအရာတွေအဖြစ်ရှိနေခဲ့ပြီးသတ်မှတ်ဖို့ခက်ခဲနေခဲ့ပါတယ်။1999ခုတုန်းက Project Blue Book နဲ့ပတ်သက်နေတဲ့ဆိုပြီး Area 51နဲ့ကဂျိုသားအင်တာဗျူးဆိုပြီးတော့ဗီဒီယိုဖိုင်တွေထွက်လာခဲ့ပါတယ်။အင်တာဗျူးတွေကဂျိုသားပြောဆိုချက်ကတော့သူကလူသားတွေရဲ့အနာဂတ်ကလာတာဖြစ်ပြီးကမ္ဘာမြေနဲ့သူ့ရဲ့မျိုးနွယ်တွေရဲ့အနာဂတ်ကိုစိုးရိမ်ပူပန်မှုတွေရှိနေကြောင်းပြောကြားထားပါတယ်။နောက်ပြီးလူသားတွေဟာဖြစ်စည်းနိုင်တဲ့အခြေအနေတွေဖြစ်လာနိုင်တာကိုသတိပေးဖို့ရောက်လာခဲ့တာဖြစ်ကြောင်းပြောကြားထားပါတယ်။ Area 51နဲ့က Alien Interview ဆိုပြီးကြော်ကြားတဲ့ဗီဒီယိုဖိုင်ကတော့လူကြိုက်အများဆုံးဗီဒီယိုတစ်ပုဒ်ဖြစ်လာခဲ့ပါတယ်။ဗီဒီယိုကိုခွဲခြမ်းစိတ်ပြကျွမ်းကျင်တဲ့သူတွေကတော့ဒီဗီဒီယိုဖိုင်ဟာအတုအယောင်ဖြစ်ကြောင်းကောက်ချက်ချပြီးပယ်ဖျက်ခဲ့ကြပါတယ်။နောက်ထပ်ဒုတိယအနေနဲ့ပေါက်ကြားလာတဲ့ဗီဒီယိုဖိုင်တွေကတော့2011ခုနှစ်က Ivan 3135လို့အမည်ပေးထားတဲ့ YouTube Channel ကနေတင်ခဲ့တဲ့ဂျိုသားဗီဒီယိုတွေပဲဖြစ်ပါတယ်။အဲ့ဒီဂျိုသားဗီဒီယိုတွေကတော့2011ခုနှစ်ကနေယနေ့အထိအတုလားအစစ်လားဆိုတာကိုတိကျတဲ့အဖြစ်မသိရသေးပါဘူး။ Ivan 3135 Channel ကနေပထမဦးဆုံးဗီဒီယိုကိုဧပြီလ23ရက်နေ့မှာတင်ခဲ့ပါတယ်။ Channel ရဲ့အချက်အလက်တွေအရဗီဒီယိုဖန်တီးတဲ့သူကရုရှားနိုင်ငံကဖြစ်ပြီး1969ခုနှစ်မွေးဖွားသူတစ်ယောက်ပါ။သူတင်ခဲ့တဲ့ဗီဒီယိုတွေကိုယနေ့မှာတော့ Skinny Bot ဂျိုသားဗီဒီယိုလို့လူသိများပါတယ်။ဒီဗီဒီယိုတွေဟာ UFO လေ့လာသူတွေနဲ့ UFO ယုံကြည်သူတွေကြားမှာတော့ထင်ရှားနေခဲ့ပြီးလျှို့ဝှက်ဆန်းကျင်မှုတွေဖြစ်နေပါတယ်။ Skinny Bot ဂျိုသားနဲ့ပတ်သက်ပြီးစုစုပေါင်းအဖြူအမဲဗီဒီယို၄ခုကို Ivan 3135 Channel ကနေ2011ခုနှစ်မှာစပြီးတော့တင်ခဲ့တာပါ။ Ivan 3135 Channel ကရုရှားကဖြစ်တဲ့အတွက် Skinny Bot ဂျိုသားဗီဒီယိုတွေဟာလည်းရုရှားမှာရိုက်ထားတဲ့ဗီဒီယိုတွေဖြစ်တယ်လို့ယူဆရပါတယ်။ဗီဒီယိုတွေက Skinny Bot ဂျိုသားကကြီးမားတဲ့ဥကောင်ရှိပြီးနက်မောင်နေတဲ့မျက်လုံးတွေနဲ့ပိတ်ရှိပုံသဏ္ဍာန်ရှိပါတယ်။ Ivan 3135 Channel က Skinny Bot ဂျိုသားဗီဒီယိုတွေအပြင် UFO ပြန်တန်းနေတဲ့ဗီဒီယိုတွေကိုလည်းတင်ခဲ့ပါတယ်။ဂျိုသားနဲ့ UFO ဗီဒီယို၄ခုသာတင်ခဲ့ပြီး channel ကယနေ့အထိအစပြောက်နေခဲ့ပါတယ်။ဝေဖန်သူတွေကတော့ဒီဗီဒီယိုကို CGI နဲ့လုပ်ထားတဲ့ဗီဒီယိုတွေလို့ဝေဖန်ကြပါတယ်။ CGI ဆိုတာကတော့ရုပ်ပုံတွေဗီဒီယိုတွေကိုကွန်ပျူတာနဲ့ဖန်တီးတဲ့အရာပဲဖြစ်ပါတယ်။ဒီဂျိုသားဗီဒီယိုတွေနဲ့ပတ်သက်ပြီးဝေဖန်တဲ့သူတွေကတော့ဗီဒီယိုတွေဟာလှည့်ပြားတဲ့ဗီဒီယိုတစ်ခုဖြစ်ကြောင်းပြောကြပေမဲ့ယုံကြည်တဲ့သူတွေကတော့ဒီလိုဂျိုသားဗီဒီယိုကိုအတုလုပ်ဖို့ဆိုတာငွေကြေးအတော်များကုန်ကျမီဖြစ်သောကြောင့်အတုမဖြစ်နိုင်ကြောင်းဖော်ပြကြပါတယ်။ဗီဒီယိုတင်ခဲ့တဲ့ channel ကလည်းငွေရှာဖို့တင်ခဲ့တဲ့ပုံစံမဟုတ်ဘဲနဲ့ဒီတိုင်း UFO alien တွေရှိကြောင်းသတိပေးတဲ့ပုံစံနဲ့တင်ခဲ့တာပဲဖြစ်ပါတယ်။အဖြူအမဲဗီဒီယိုတွေဖြစ်တာကြောင့်1950ခုနှစ်လောက်ကရိုက်ထားတဲ့ဗီဒီယိုတွေဖြစ်နိုင်ပြီး Skinny Bot ဂျိုသားရဲ့လှုပ်ရှားမှုတွေဟာလည်းဂျိုသားတစ်ယောက်လိုအသေးစိတ်လှုပ်ရှားတဲ့ပုံစံတွေဖြစ်နေတာကြောင့်အစစ်အမှန်ဂျိုသားတစ်ယောက်ဖြစ်နိုင်ကြောင်း CGI ကျွမ်းကျင်သူတွေနဲ့ UFO လေ့လာသူတွေကဖော်ပြကြပါတယ်။လေ့လာသူတချို့ကတော့ဗီဒီယိုထဲမှာပါတဲ့နေရာတွေကိုလိုက်ရှာကြပေမဲ့တိကျတဲ့အဖြေကိုမရခဲ့ကြပါဘူး။